ကျလောကမှာဆရာကြီးဥပထွေးဆိုရင်မတိသူမရှိခဲ့ဘူးနိုင်ပွဲပေါင်းများစွာတင်းရချီတဲ့လောင်ကြီးတွေဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီအောင်မြင်မှုတွေကသူ့ကိုညတိုင်း6လန့်နေပါပြီ ညရောက်မှကြောက်တယ်မလုံးမိတ်လိုက်တာနဲ့အဲ့ဒီအတန်တွေကိုကြားနေရတော့မယ် ဒီပမားတော့ငါလည်းမကဆန်နဲ့လား ဟောကင်းကန်ဒီမွန်ကြီးနေတော့ချစ်စားရဲစေ ဒီကဘာရ ညတကြီးရှာပင်းနေတပိတဲ့တိကျလာတော့သူအနီးရပါဒီတဲ့ကပုတ်ရပါတီအောင်ကြီးတင်ပါလေအနုဘူလာပဲစတက်တာအသတဲ့ချူဝါချူကာ အဲ့ဒီတုန်းကကျွန်တော်မှန်တက်နေခဲ့တယ်။ကြက်တကောင်ရဲ့အသက်ထက်နိုင်မဲ့ငွေကိုပဲမြင်ခဲ့တယ်။ရွှေနီတည်သွားတော့တောင်နှမျောစရာကွာလို့ပဲပြောခဲ့မိတာ။တညောစင်မထားခဲ့မိဘူး Hey! Don't let it escape! It's mine! No one else gets it! ။ဒါပေမဲ့ကျွန်တော်ခြေထောက်တွေပူဆက်ပူလောင်ဖြစ်လာတယ်။ဆရာဝန်ပြတော့ဘာယောဂမှမရှိဘူးတဲ့။ဒါပေမဲ့လမ်းကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ရွှေနီမတည်ခင်ခံစားသွားရတဲ့ဝေဒနာတွေကျွန်တော်စီရောက်လာသလိုပဲ။ ဒီဆန်ဆိုပေမဲ့သူတို့မှလည်းနာတက်တဲ့ခနာကိုကြောက်တက်တဲ့စိတ်ရှိတာကိုကျွန်တော်မင်းနေခဲ့တယ်။လောင်းကစားဆိုတာနိုင်နှုံးခပါပြီးရင်ပြန်ပေးဆက်ရစမြဲပဲအခုကျွန်တော်ကြက်မတိုက်တော့ဘူးနေတိုင်းသူတို့အတွက်မေတ္တာပို့တယ်။ဒါကျွန်တော်ရဲ့ပေးဆက်မှုပဲ။ညီငယ်ညီအကိုတို့ဝါဒနာပါရာကိုမထားပါဘူးဒါပေမဲ့ကိုပျော်ရွှင်မှုအတွက်သူတစ်ပါးအသက်ကိုအရင်မပြုပါနဲ့ကျွန်တော်လိုအဖြစ်ဆိုးမျိုးမကြုံရအောင်အခုကလေးကစီကန်းရှိကြပါရက်တန်းကရက်နိုင်ကြပါစေ။